ညီကိုတွေအားလုံးပဲမင်္ဂလာပါအခုကျွန်တော်ပြထားတဲ့ဗီဒီယိုကိုညီကိုတွေသိကြမယ်လို့ကျွန်တော်ထင်ပါတယ်အဲ့ဒီဗီဒီယိုထဲမှာအဲ့ဒီဘဲကဘာတွေပြောထားလဲဆိုတော့ PFA ရဲ့တစ်နှစ်တာအကောင်းဆုံးကစားသမားစုကိုသူတို့ရဲ့အာဆင်နယ်ကစားသမား Rice ကရတင်တယ်လို့သူကပြောဆိုထားပါတယ်အဲ့ဒီအပြင်ကမှကျွန်တော်တို့ရဲ့ကစားသမား Bruno Fernandes နဲ့လည်းသူကနှိုင်းယှဉ်မှုတွေပြုလုပ်ထားပါတယ်အဲ့ဒီထိကတော့ကျွန်တော်အတွက်ကတော့အဆင်ပြေတယ်သူ့ရဲ့ယုံကြည်ချက်ကိုသူပြောတာဖြစ်တဲ့အတွက်ကြောင့်မို့လို့ဒီလိုမျိုးနှိုင်းယှဉ်တဲ့နေရာမှာလည်းကျွန်တော်အနေနဲ့ဘာမှပြောစရာမရှိပါဘူးဒါပေမဲ့အဓိကပြောစရာရှိတာကသူကနှိုင်းယှဉ်တဲ့အနေအထားမှာကျွန်တော်တို့ရဲ့ Bruno Fernandes ကဘာမှအတုံးမကျတဲ့ပုံစံမျိုးဖြစ်အောင်ပြောထားပြီးတော့သူ့ရဲ့ကစားသမားကပဲအရန်ကောင်းမွန်နေတယ်ဆိုပြီးတော့သူကတစ်ဖက်ပိတ်ပြောထားတဲ့အပေါ်မှာကျွန်တော်အနေနဲ့အချက်အလက်ကြကြဘေးကစားသမားကပို့ပြီးတော့ကောင်းမွန်လဲဆိုတာကိုကျွန်တော်ရှင်းပြသွားမှာဖြစ်ပါတယ်အရင်ဆုံးအနေနဲ့ဒီဘဲကဘာတွေပြောထားလဲဆိုရင်တော့ Bruno Fernandes အနေနဲ့ဒီယာဒီမှာဖလားလက်မဲ့ယာဒီကိုဖျက်တမ်းခဲ့ရပေမဲ့ရေပန်းအစားဆုံးနံပါတ်1ဖြစ်နေတာကသူ့အနေနဲ့မကျေနပ်တဲ့ပုံစံမျိုးပြောပြထားပါတယ်အဲ့တော့ brother ကိုကျွန်တော်ပြောချင်တာကအုံနောက်ရှိတယ်ခေါင်းရှိတယ်ဆိုရင်စဉ်းစားကြည့်ပါခေါင်းစဉ်ကဘာလဲဆိုရင်တော့တစ်နှစ်တာအကောင်းဆုံးကစားသမားစုကိုပေးတာဖြစ်တဲ့အတွက်ကြောင့်မလို့ဒီအချက်တစ်ခုတည်းပဲကြည့်လို့မရပါဘူး Manchester United အသင်းမှာ Bruno Fernandes အနေနဲ့ပြီးခဲ့တဲ့ယာဒီကတန်းစင်းဆောင်တာရောက်ခဲ့တဲ့ Manchester United အသင်းကိုဒီယာဒီမှာအဆင့်3အထိကိုပို့ပေးနိုင်တဲ့ကစားသမားနေရာမှာအဓိကအနေနဲ့ပါဝင်ခဲ့တာကိုလည်းညီကိုအနေနဲ့အုံနောက်နဲ့စဉ်းစားသင့်တယ်လို့ကျွန်တော်ထင်ပါတယ်တစ်ဆက်တည်းမှာအဲ့ဒီဘဲကဘာပြောလဲဆိုတော့သူ့ရဲ့ကစားသမားကအာဆင်နယ်ကိုထမ်းတင်ပေးခဲ့တယ်လို့သူကပြောပါတယ်ဘယ်နေရာမှာထမ်းတင်ပေးခဲ့တာလဲကျွန်တော်ကိုနည်းနည်းလေးတော့ပြောပြပါအောင်ကျွန်တော်နှိုင်းရှင်ပြမယ်နော်အာဆင်နယ်အသင်းအနေနဲ့ Rice မရှိဘဲနဲ့လေသူတို့ကတခြားအသင်းတွေကိုနိုင်ပွဲရယူနိုင်တယ်ဆိုပေမဲ့ကျွန်တော်တို့ Manchester United အသင်းမှာ Bruno Fernandes မရှိဘူးဆိုရင်ဘယ်လောက်ထိ Manchester United ရုန်းကန်ရတာလဲကိုကြည့်ရင်ကစားသမား2ယောက်မှာဘေးကစားသမားကပိုကောင်းတာလဲဆိုတာကိုညီကိုတို့မြင်နိုင်မယ်လို့ကျွန်တော်ထင်ပါတယ်ပြီးတော့အဲ့ဒီဘဲကသူ့ရဲ့ကစားသမားကနေရာဆုံးမှာကစားနိုင်တဲ့အတွက်ကြောင့်မလို့ဒီစုကိုပေးတင်တယ်လို့သူကပြောပါတယ်အဲ့လိုမျိုးတာပေးရမယ်ဆိုရင်တော့ကျွန်တော်လည်းနေရာဆုံးမှာကစားတတ်ပါတယ်ကျွန်တော်ကိုလည်းပေးပါလို့ကျွန်တော်ပြောချင်ပါတယ်ပြီးတော့အဘဲကသူ့ရဲ့ကစားသမားက Bruno Fernandes ထက်တန်ကြီးမိတဲ့အတွက်ကြောင့်မလို့ဒီစုကိုရတင်တယ်လို့သူကပြောပါတယ်ကျွန်တော်အနေနဲ့ပြောပြချင်တာကတန်ကြီးမိတဲ့ကစားသမားတိုင်းကခြေစွမ်းကောင်းတာမဟုတ်တဲ့အတွက်ကြောင့်မလို့တစ်နှစ်တာအကောင်းဆုံးကစားသမားစုကိုတန်ကြီးနဲ့ဆုံးဖြတ်လို့မရဘူးဆိုတာကိုကျွန်တော်ပြောပြချင်ပါတယ်နောက်ဆုံးအချက်အနေနဲ့သူကဘာပြောသွားလဲဆိုရင်တော့သူ့ရဲ့ကစားသမားနဲ့ Bruno Fernandes ကိုကစားသမား rating အနေနဲ့ဒါနှိုင်းယှဉ်ကြည့်မယ်ဆိုရင်လည်းသူ့ရဲ့ကစားသမားကပို့ပြီးတော့တာလွန်နေကြောင်းကိုသူကပြောပြသွားပါတယ်အဲ့တော့အဲ့ဒီညီကိုကျွန်တော်မေးချင်ပါတယ်အုံနောက်ရောရှိရဲ့လားညံရောရှိရဲ့လားပါဇက်ကရှာရိုးမရှိတိုင်းလိုက်ပြောနေတာလားဆိုတာကိုကျွန်တော်မေးချင်ပါတယ်ကိုယ့်ရဲ့ rating ကိုကိုယ့်အကိုထုတ်လို့မရပါဘူးအဲ့ဒီအတွက်ကြောင့်မို့လို့ကျွန်တော်ကြည့်တာ